စီဂျူယောဂအကြောင်းပြောရမယ်ဆိုရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့တွင်းတကြားတဲ့ထိန်းညှိပေးတဲ့ insulin ဟော်မုန်းပမာဏမလုံလောက်တာဒါမှမဟုတ်ကောင်းကောင်းအလုံးမလုပ်တာကြောင့်မလို့တွင်းအင်္ဂါနဲ့ဇီဝဖြစ်စဉ်တွေပျက်စီးနိုင်တဲ့အန္တရာယ်ရှိတယ်။ပြောင်းရှိသွားပြီးတော့ကျွန်တော်တို့ဒီတွင်းတကြားတဲ့ cyst ပေးတာစီစစ်ပေးတာနဲ့ဒီ fructosamine test နဲ့စစ်ဆေးပေးခြင်းနဲ့ဒီစီဂျူယောဂရှိမရှိကိုလည်းသိနိုင်ပါတယ်ခင်ဗျ။ အားလုံးပဲမင်္ဂလာပါ Vet.Pocket Channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ခွေးလေးအကြောင်းလေးမှာဖြစ်တဲ့စီဂျူယောဂနဲ့ပတ်သက်ပြီးတော့ဆောင်ရင်အကြောင်းများကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဆွေးနွေးဖို့ဆရာဝန်တက်ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျမင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျဟုတ်ကဲ့ဆရာနာမည်လေးကိုလည်းမိတ်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ကတော့ပုံရိပ်ဖြူ Veterinary Clinic ကဒေါက်တာအောင်မျိုးနေဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာခုလိုပေါ့နော်ကျွန်တော်တို့ channel ကိုလာရောက်ပြောကြားပေးတဲ့အတွက်ဥစွာပထမကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဆရာဒီခွေးလေးအကြောင်းလေးမှာပေါ့နော်ဖြစ်တဲ့အစီဂျူယောဂအကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဆိုဒီစီဂျူယောဂအကြောင်းပြောရမယ်ဆိုရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့တွင်းတကြားတဲ့ထိန်းညှိပေးတဲ့ insulin ဟော်မုန်းပမာဏမလုံလောက်တာဒါမှမဟုတ်ကောင်းကောင်းအလုံးမလုပ်တာကြောင့်မလို့ဒီတွင်းတကြားတဲ့ဒီမြင့်တက်လာပြီးဖြစ်တဲ့နာတာရှည်ယောဂတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီစီဂျူယောဂ2မျိုးရှိတယ်ပေါ့နော်ဆိုတော့တိုင်ဝမ် diabetes နဲ့type 2 diabetes ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီတိုင်ဝမ် diabetes ကတော့ဒီ insulin ထုတ်လုပ်မှုနည်းတာဒါမှမဟုတ်လုံးဝချို့တဲ့တာကြောင့်ဖြစ်တယ်ပြီးတော့ type 2 diabetes ကြတော့ကျွန်တော် insulin ကိုတုံ့ပြန်မှုအားနည်းခြင်းကြောင့်ဖြစ်တယ်ဆရာပြောခဲ့တဲ့အထက်မှာပေါ့နော်ဒီ type 1 diabetes နဲ့ type 2 diabetes ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ့ထဲမှာဆရာပထမဆုံးအနေနဲ့ဒီ type 1 diabetes အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဆိုတော့ type 1 diabetes ကတော့ကျွန်တော်တို့ဒီခွေးလေးတွေမှာတွေ့ရတာများတယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုရင်ဒီ pancreas မှာရှိတဲ့ beta cell လေးတွေကဒီပျက်စီးသွားတဲ့အခါမှာပေါ့နော်ဆိုတော့ insulin မထုတ်နိုင်ပဲပျက်စီးသွားကြအောင်ဖြစ်တယ်ဆိုတော့နောက်တစ်ချက်ကဒီတချို့ခွေးမျိုးစိတ်တွေမှာဖြစ်တတ်တဲ့ဒီ autoimmune disease လို့ခေါ်တဲ့မိမိကိုယ်ခံစနစ်ကဒီ cell တွေကိုဒီ insulin ထုတ်တဲ့ cell တွေကိုပေါ့နော်ပြန်တက်ခဲ့တာကြောင့်ဖြစ်တယ်ဟုတ်ကဲ့ပါဆရာဒီ type 1 diabetes ကကြတော့ပေါ့နော်ခွေးလေးမှာဖြစ်များတယ်ဆိုတော့ဒီ type 2 diabetes ကြောင်းကိုလည်းရှင်းပြပေးပါအောင်ဆရာtype 2 diabetes ကတော့ဒီခွေးလေးထက်ဆိုင်ကြောင်လေးတွေမှာတွေ့ရတာပိုများတယ်ဘာလို့လဲဆိုရင်ဒီ insulin ကိုကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ရယ်ပြီးတော့ pancreas မှာ insulin ကိုကောင်းကောင်းမထုတ်လုပ်နိုင်တာကြောင့်ရယ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒီခွေးလေးအကြောင်းလေးပါပေါ့နော်ဘာကြောင့်မလို့ဒီစီဂျူယောဂဖြစ်တယ်ဆိုတာလည်းရှင်းပြပေးပါအောင်ဆရာဒီအောင်ပြောပြမယ်ဆိုရင်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲဒီ insulin ပြဿနာတွေအကြောင်းမလို့စီဂျူယောဂဖြစ်နိုင်တယ်ပြီးရင်ဒီအဝလွန်ခြင်းကြောင့်ဒီစီဂျူယောဂဖြစ်နိုင်တယ်ပြီးအစားအသောက်တွေမညီမျှတာကျွန်တော်တို့ဒီချိုလုံးငံလုံးနဲ့အစားအသောက်တွေကျွေးတာဒီကာဗိုဟိုက်ဒရိတ်များတဲ့ဟာတွေကျွေးတာတွေကနေစီဂျူယောဂတွေဖြစ်နိုင်တယ်ပြီးရင်ဒီမျိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်သက်9နှစ်နဲ့အထက်ခွေးလေးတွေကြောင်လေးတွေမှာလည်းစီဂျူယောဂကိုဖြစ်နိုင်တယ်ပြီးတော့ဒီအစားအသောက်တွေမညီမျှတာကြောင့်လည်းစီဂျူယောဂကိုဖြစ်စေနိုင်တယ်အခြားယောဂတွေနဲ့ပေါ့ဒီဆေးဝါးတွေကြောင့်လည်းစီဂျူယောဂကိုဖြစ်နိုင်တယ်ဆိုတော့ဒါကိုကျွန်တော်ဥပမာနဲ့ပြောပြရမယ်ဆိုရင်ခွေးလေးတွေကြောင်လေးတွေမှာဒီအဝလွန်ရင်ဒီစီဂျူယောဂကိုဖြစ်နိုင်တယ်ပြီးရင်ဒီမျိုးတချို့ခွေးမျိုးစိတ်တွေဖြစ်တဲ့တို့ Chamois နဲ့ Australian Terrier နဲ့ဒီကြောင်မျိုးစိတ်တွေမှာဆိုရင် Burmese Cat တွေမှာလည်းဒီစီဂျူယောဂကိုဖြစ်နိုင်တယ်ပြီးရင်တချို့အစားအသောက်မညီမျှမှုကြောင့်လည်းဒီစီဂျူယောဂဖြစ်နိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီဟော်မုန်းမညီမျှခြင်းနဲ့ဒီ steroid ဆေးတွေကိုကျွန်တော်တို့ရေရှည်တုံးဆွဲခြင်းကြောင့်လည်းစီဂျူယောဂကိုဖြစ်စေနိုင်ပါတယ်ဒီခွေးလေးအကြောင်းလေးပါပေါ့နော်စီဂျူယောဂရှိမရှိကိုကျွန်တော်ဘယ်လိုမျိုးသိရှိနိုင်ပါလဲဆရာဟုတ်ကဲ့ပါဒီစီဂျူယောဂရှိမရှိသိနိုင်တဲ့ဂျီဘူရလက္ခဏာတွေကတော့ကျွန်တော်တို့ဒီပုံမှန်ထက်ပိုပြီးရေပိုတောက်နေတာမျိုးစီးခဏခဏသွားတာမျိုးပြီးတော့ဒီအစားအသောက်တွေကိုအစားအသောက်စားခြင်းစိတ်တွေပြောင်းလဲလာတာမျိုးပြီးတော့အစားစားနေတော့လေသူကပိန်လာတယ်အမြင်အာရုံတွေစီးကြိုကြောင့်အမြင်အာရုံတွေချိုးရင်းလာတာမျိုးတွေကြည့်ပြီးတော့လေကျွန်တော်ခံမှန်းလို့ရနိုင်ပါတယ်ပို့ပြီးတော့ကျွန်တော်သိချင်မယ်ဆိုရင်တော့ဆရာအောင်ရှိသွားပြီးတော့ကျွန်တော်တို့ဒီတွေးတင်တခြားတဲ့ cyst ပေးတာစီစစ်ပေးတာနဲ့ဒီ fructosamine test နဲ့စစ်ဆေးပေးခြင်းနဲ့ဒီစီဂျူယောဂရှိမရှိကိုလည်းသိနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာနောက်ချက်အနေနဲ့ပေါ့နော်ဒီခွေးလေးအကြောင်းလေးမှာပုံမှန်ရှိတဲ့နယ်ဒီတွေးတကြားတဲ့အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဆိုတော့ခွေးလေးအကြောင်းလေးမှာဆိုရင်ဒီခွေးလေးမှာဆိုရင်ပေါ့နော်ဒါ normal glucose level ကကျွန်တော်တို့ဒီ80ကနေ120 mg per deciliter အထိရှိရမယ်ဆိုတော့အကြောင်းလေးတွေမှာဆိုရင်တော့ဒီတွေးတင်တကြားတက်ကကျွန်တော်တို့80ကနေ150 mg per deciliter အထိရှိရပါမယ်ခင်ဗျဟုတ်ကဲ့ပါဆရာတကယ်လို့ပေါ့နော်ဒီခွေးလေးအကြောင်းလေးမှာပေါ့နော်ဒီပုံမှန်ရှိတဲ့နဲ့တွေးတင်ကြားတဲ့ပိုးနေရင်ဆိုရင်ရောကျွန်တော်တို့ဒီစီဂျူယောဂရှိတယ်လို့သတ်မှတ်လို့ရပါလားဆရာဟုတ်ကဲ့ပါဆိုတော့ဂျီဘူအားဖြင့်တော့သတ်မှတ်လို့မရပါဘူးဆိုတော့ဘာကြောင့်လဲဆိုရင်ပေါ့နော်ဒီခွေးလေးတွေမှာဆိုရင်ကျွန်တော်တို့ဒီ steroid ဆေးတွေကိုတောက်တုံးထားတာကြောင့်မလို့လဲတွေးရင်တခြားတက်နေတာမျိုးတွေကဖြစ်တတ်တယ်ဒီကြောင်လေးတွေမှာဆိုရင်ပေါ့နော်ဒီစိတ်ဖိစီးမှုတွေကြောင့်တွေးရင်တခြားတက်နေတယ်ဘလို့အခြေအနေမျိုးလို့ပြောပြရမလဲဆိုရင်ဒီကျွန်တော်တို့အိမ်ထဲမှာပဲမွေးတဲ့ကြောင်လေးတွေဟာကျွန်တော်ဆေးကခေါ်လာတဲ့အခါမျိုးဆိုရင်
ဒီစိတ်လှုပ်ရှားပြီးဒါပဲဖြစ်ဖြစ်ဒီစိတ်ဖိစီးမှုဝင်တာပဲဖြစ်ဖြစ်ဒါကြောင့်မို့လို့ကျွန်တော်တွေးနေကြတဲ့တက်နေရမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ဒီတွေးနေကြတဲ့တက်တိုင်းတော့ကျွန်တော်တို့ဆီးချိုယောဂဖြစ်နေလို့ပြောလို့မရပါဘူးခင်ဗျာဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ပေါ့နော်ဒီဘယ်လိုအခြေအနေမျိုးမှာဆီးချိုယောဂရှိရလို့သတ်မှတ်လို့ရနိုင်ပါသလဲဆရာဟုတ်ကဲ့ပါဒီကျွန်တော်တို့သတ်မှတ်လို့ရအခြေအနေရတော့ခွေးလေးတွေမှာဆိုရင်ဒီအစာစားပြီးတဲ့ဒီ2နာရီကြာပြီးတဲ့နောက်မှာဒီတွေးနေကြတဲ့ကိုတိုင်းလိုက်တဲ့အခါမှာ250 mg per deciliter အထိကို3ရက်ဆက်တိုက်လောက်မြင့်နေတာမျိုးကြောင်လေးတွေမှာဆိုရင်ဒီစိတ်ဖိစီးမှုတွေမရှိဘဲနဲ့ဒီတွေးနေကြတဲ့ကိုတိုင်းလိုက်တဲ့အခါမှာ300 mg per deciliter အထိရှိနေတဲ့အခါမျိုးဆိုရင်တော့ကျွန်တော်ဆီးချိုယောဂရှိပြီလို့သတ်မှတ်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဒီဆီးချိုယောဂါပေါ့နော်ဆရာဆော့ဆော့ကပြောခဲ့လို့ပေါ့အင်ဆူလင်လောမလုပ်နိုင်တာမျိုးတွေနောက်ပြီးတော့အင်ဆူလင်တုတ်ပြန်မှုအားနည်းရကြောင်းဖြစ်တာဆိုတော့ပေါ့နော်ဒီအင်ဆူလင်ရဲ့အခန်းကဏ္ဍလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဆိုတော့အင်ဆူလင်ရဲ့အခန်းကဏ္ဍကတော့ဒီအင်ဆူလင်ကိုထုတ်လုပ်တာတော့ဒီ pancreas ရဲ့ beta cell ကနေထုတ်လုပ်တယ်အင်ဆူလင်ရဲ့အဓိကတာဝန်ကတော့သွေးထဲမှာရှိတဲ့ဒီ glucose တွေကို cell တွေကိုထုတ်လုပ်ပြီးစွမ်းရည်အဖြစ်အသုံးပြုနိုင်အောင်ကူညီပေးတယ်ပြီးရင်သွေးရင်းတကြားတဲ့အလွန်မြင့်တက်လာမှုကိုလည်းသူက short ချပေးတယ်ပူရှန်နေတဲ့သွေးရင်းတကြားတက်တွေကိုလည်းကျွန်တော်တို့ glycogen ဖြစ်ပြောင်းပြီးတော့ဒီအသည်းနဲ့ဒီကြွက်သားတွေထဲမှာတိုးလောင်ပြီးစွမ်းရည်လိုအပ်လိုက်အသုံးပြုဖို့အတွက်ကူညီပေးတယ်ဒါကြောင့်မို့လို့အင်ဆူလင်ကသွေးရင်းတကြားတက်မြင့်နေရင်လည်း short ချပေးပြီးတော့သွေးရင်းတကြားတက်နည်းနေရင်လည်းကျွန်တော်တို့ဒီ glycogen ကိုဒီ glucose ဖြစ်ပြန်လည်ဖြိုခွင်းပြီးတော့သွေးရင်းတွေကိုထုတ်ပေးပြီးဒီစွမ်းရည်အဖြစ်အသုံးပြုနိုင်အောင်လည်းကူညီပေးပါတယ်ဟုတ်ကဲ့ပါဆရာဒီနတာရှည်ပေါ့နော်သွေးရင်းတကြားတက်တွေတက်နေရောခန္ဓာကိုယ်ထဲမှာဘယ်လိုအနေမျိုးတွေဖြစ်လာနိုင်ပါလဲဆရာဟုတ်ကဲ့ပါဒီနာတာရှည်တွေးရင်တခြားတဲ့တက်တာကိုတော့ကျွန်တော်တို့စိပညာခေါ်ရဆိုရင်တော့နော် chronic hyperglycemia လို့ခေါ်တယ်ဒီ chronic hyperglycemia ဖြစ်ပြီဆိုရင်တော့ဒီခွေးလေးတွေကြောင်လေးတွေမှာဒီကိုရင်းအင်္ဂါနဲ့ဇီဝဖြစ်စဉ်တွေပျက်စီးနိုင်တဲ့အန္တရာယ်ရှိတယ်အဲ့ဒါတွေကတော့ဒီ glucose အဆိပ်တင်ခြင်းနဲ့ဒီအာယုံကြောဆဲတွေမှာဒီဆိုဗီဒိုဓာတ်တွေစုပြုံလာပြီးအာယုံကြောပျက်စီးမယ်ပြီးရင် diabetes ketoacyte လို့ခေါ်တဲ့မျက်စိအတွင်းတိမ်ဖြစ်တာကြောက်ကတွေပျက်စီးတာပြီးရင်ဒီနှလုံးနဲ့သွေးကြောပြဿနာတွေဖြစ်မယ်ပြီးတော့ကိုယ်ခံစနစ်ကျဆင်းလာတာကြောင့်ပိုးဝင်လွယ်လာပြီးတော့ဒီစီလန်ကြောင့်ပိုးဝင်လာဖြစ်မယ်အရေပြားမှုပြဿနာတွေရဲ့ဒီတဖုံးရောင်တာတွေပါဖြစ်လာနိုင်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီ diabetes ketoacidosis DKA လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့အဆီဆဲတွေကိုဖြိုခွဲတဲ့အခါမှာဒီ ketone body တွေထွက်လာပြီးတော့သွေးရင်းအဆိပ်တင်တာနဲ့ဒီအသေးစီဖုံးတာတွေပါဖြစ်လာနိုင်စီပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဒီ DKA အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ DKA ဆိုတာကတော့ဆီးချိုယောဂါကြောင့်မလို့အသက်အန္တရာယ်အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီးတော့ဒီခွေးလေးတွေကြောင်လေးတွေမှာဒီအထူးသဖြင့်ပေါ့နော်တိုင်ဝမ် diabetes ဖြစ်တဲ့ခွေးလေးတွေမှာဖြစ်နိုင်ခြေရှိတယ်။ဘာကြောင့်ဖြစ်ရလဲဆိုရင်အင်ဆူလင်မလုံလောက်ခြင်းဒါမှမဟုတ်အင်ဆူလင်အလုံးမလုံခြင်းတို့ကြောင့်ခန္ဓာကိုယ်က glucose ကိုစွမ်းရည်ဖြစ်ရရှိဖို့ဖြိုခွဲတဲ့အခါမှာအစာထိုးအနေနဲ့ကျွန်တော်တို့အစီအစဲတွေကိုဖြိုခွဲမိသွားပြီးဒီကီတုံးပေါ်လေးဆိုရင်အဆိပ်တောက်တွေကိုထွက်လာစေတယ်ပေါ့နော်ဒီအဆိပ်တောက်တွေကပဲဒီသွေးရင်းအခြေအနေကိုဖြစ်စေပြီးတော့ဒီအသက်အန္တရာယ်ဖြစ်စေတဲ့အခြေအနေကိုရောက်သွားစေပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာတကယ်လို့ပေါ့နော်ဒီဆီးချိုယောဂရှိတဲ့ကလေးတွေကိုမကူးတော့ဘူးဆိုရင် DKA ဖြစ်လာနိုင်တာပေါ့နော်ဆရာဟုတ်ကဲ့ဖြစ်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာ DKA ရပေါ့နော်ဘာကြောင့်မလို့အရေးကြီးရလဲဆိုတော့လည်းရှင်းပြပေးပါအောင်ဆရာနောက်ပြီးတော့ပေါ့နော်ဒီ DKA ရဲ့လက္ခဏာတွေကိုလည်းပြပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဘာလို့ DKA ရအရေးကြီးရလဲဆိုရင်ဒီအသက်အန္တရာယ်အခြေအနေတစ်ခုဖြစ်တာကြောင့်မို့ရဲ့ပြီးဒီ24နာရီကနေ48နာရီအတွင်းကုသမှုမခံယူဘူးဆိုရင်အသက်သေဆုံးသွားနိုင်တယ်ဆိုတော့ဒီလက္ခဏာတွေကတော့ကျွန်တော်တို့အန်နာတို့ဒီ one shot တာအသက်ရှူတွေမြန်နေပြီးရင်အားနေလာမယ်ပြီးတော့တတိတတာတွေပါဖြစ်နိုင်တယ်ပြီးတော့ဒီနောက်ဆက်တွဲအနေနဲ့ဒီအုံနောက်ရောင်တာနှလုံးခုန်မှန်တာနဲ့ကြောက်ကက်ပျက်စီးတာတွေအထိပါဖြစ်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာတကယ်လို့ပေါ့နော်ဒီအရေးပေါ်အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးကုသမှုခံယူသင့်ပါလဲဆရာဟုတ်ကဲ့ပါဆိုတော့ DK ဖြစ်ပြီဆိုရင်တော့အဓိကထားကုရမှာတော့ကျွန်တော်တို့ဒီစေုံတက်ပြီးအထူးချက်မဲ့ကုသတာတော့အရေးကြီးတယ်ဘာကြောင့်လဲဆိုရင်ကိုဒင်းကနေဆုံးရှုံးသွားတဲ့ဒီရေဓာတ်တွေကိုပြန်လည်ဖြည့်ဖို့အတွက်ကိုကျွန်တော် IV fluid တွေတွင်းဖို့လိုတယ်ဒီ glucose level တွေကိုပြန်လည်တိကျတိုင်းဖို့လိုအပ်တယ်ဒီ glucose နဲ့ ketone တွေကို short ချဖို့အတွက် insulin ထိုးပေးဖို့လည်းလိုအပ်တယ်နောက်ပြီးတော့ဒီအဓိကအကြောင်းကတော့ဒီ DKA ဘာကြောင့်ဖြစ်လာလဲဆိုတော့အကြောင်းရင်းကိုလည်းရှာဖွေတင်တယ်ဒီဥမာအနေနဲ့ပြောပြမယ်ဆိုရင်ပိုးဝင်တာကြောင့်ဖြစ်တာလားဒါမှမဟုတ် insulin ထိုးဖို့မေ့လျော့နေရကြောင်းမလို့ဖြစ်တာလားဆိုတာကိုရှာဖွေတင်တယ်ဒါကြောင့်မို့ဆေးရုံမှာတိကျချက်မဲ့ကုသခြင်းကတော့အကောင်းဆုံးနည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဆီးချိုယောဂရှိတယ်ပေါ့နော်ခွေးလေးအကြောင်းလေးရောကျွန်တော်တို့ဘယ်လိုမျိုးကုသမှုခံယူသင့်ပါလဲဆရာဟုတ်ကဲ့ပါဆိုတော့ဒီဆီးချိုရှိနေတာတကယ်သိကြနေပြီဆိုရင်တော့ခွေးလေးတွေမှာဆိုရင်တော့ဒီတိုင်ဝမ် diabetes ဖြစ်တာကြောင့်မို့လို့ insulin ထိုးပေးဖို့လိုတယ်ဆိုတော့ကြောင်လေးတွေမှာဆိုရင်တော့ကျွန်တော် type 2 diabetes ဖြစ်တာကြောင့်မို့လို့ insulin ထိုးဖို့လိုအပ်ပေမဲ့လည်းပေါ့နော်တချို့ကြောင်လေးတွေမှာဆိုရင်ဒီကျွန်တော်တို့အစားအသောက်နဲ့ထိရင်ကိုပဲထိလို့ရနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဒီပေါ့နော်ဆရာပြောခဲ့လို့ပဲ insulin ထိုးရမှာဆိုတော့ပေါ့နော် insulin ကိုကျွန်တော်ဘယ်လိုအချိန်မှထိုးရမလဲနောက်ပြီးတော့
insulin ကိုပေါ့နော်ကျွန်တော်နေတိုင်းဆေးရုံစီကံမှာတွားပြီးတော့ထိုးဖို့လိုအပ်ပါသလားဆရာ insulin ကိုမထိုးခင်ဒီစီဂျိုဖြစ်နေတဲ့ခွေးလေးတွေကြောင်လေးတွေကိုကျွန်တော်တို့ values glucometer နဲ့စစ်ဆေးပြီး insulin ကိုဆရာဝန်ကြားချက်အတိုင်းပမာဏအတိုင်းအချိန်အတိုင်းထိုးပေးဖို့လိုအပ်တယ်ဒီ insulin ကိုနေတိုင်းထိုးမှာဖြစ်တဲ့အတွက်ဆေးရုံစီကံကိုတော့နေတိုင်းတော့ကြာမလိုဘူးဒီဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းကိုကျွန်တော်တွေးဖောက်ဆင်မဲ့တွေးနေကြတဲ့စစ်ပြီး insulin ကိုထိုးပေးကိုရပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာပြောခဲ့တယ်ပေါ့နော်ဒီ values glucometer လို့ပြောခဲ့တယ်ခင်ဗျကျွန်တော်သိချင်တာကပေါ့နော်ဒီ values glucometer နဲ့ကျွန်တော်ဒီမှာလူမှာသုံးတဲ့ glucometer တွေမှာရောတူတူပဲလားဆိုတာလည်းရှင်းပြပြီးပေါ့နောက်ပြီးတော့ပေါ့နော်ဒီလူသုံးတဲ့ glucometer တွေရောသုံးလို့ရပါလားဆရာဟုတ်ကဲ့ဒီနေ့မှာအရေးကြီးတာကတော့ဒီ values glucometer တွေကခွေးလေးကြောင်လေးတွေရဲ့သွေးဆဲအရွယ်စားနဲ့ကိုက်ညီအောင်လုပ်ထားတဲ့အတွက်ဒီ blood glucose level တိုင်းရမှာဒီကြောင့်မှုရှိတယ်လူသုံး glucometer တွေကတော့လူတွေအတွက်ကိုက်ညီအောင်ထုတ်လုပ်ထားတဲ့အတွက် values glucometer တွေအစားလူသုံး glucometer တွေသုံးတဲ့အခါမှာခွေးလေးကြောင်လေးတွေမှာအသုံးပြုရင်တော့ဒီတိကျတဲ့ blood glucose level ထွက်လာနိုင်မှာမဟုတ်ပါဘူးဆိုတော့ဥပမာအနေနဲ့ကျွန်တော်ပြောပြရမယ်ဆိုရင်ဒီကြောင်လေးတွေမှာ glucose level 100 mg per deciliter ရှိရဆိုပါစို့လူသုံးတဲ့ glucometer ကိုအသုံးပြုမယ်ဆိုရင်ဒီ glucose level ဟာ50 mg per deciliter လည်းဖြစ်နိုင်တယ်150 mg per deciliter မျိုးလည်းဖြစ်နိုင်တယ်ဆိုတော့နောက်ပြီးမိမိကိုယ်တိုင်အိမ်မှာ insulin ထိုးရမှာဖြစ်တဲ့အတွက်မလို့ဗဇက်မားတဲ့အတွက် insulin ထိုးတဲ့အခါမှာပမာဏများပြီးတော့ရှော့ရတာဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ blood glucose level တိုင်းတဲ့အခါမှာကျွန်တော်တိတိကျကျအဖြေရဖို့အတွက် values glucometer ကိုသုံးပြီးဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာဒီခွေးလေးရဲ့အကြောင်းလေးမှာပေါ့နော်ကျွန်တော်ဒီစီးကျိုယောဂမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်လို့ရနိုင်ပါသလဲဆရာဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ပုံမှန်ပြောခဲ့သလိုပဲဒီအဝါလွန်နဲ့ခွေးလေးအကြောင်းလေးရစီးကျိုယောဂဖြစ်နိုင်ခြင်းများလဲဆိုရင်တော့ဒီဘယ်လောက်များလဲဆိုရင်ဒီပုံမှန်အခြေအနေတက်ကို2စားနဲ့4စားအထိကိုဒီစီးကျိုယောဂဖြစ်စေနိုင်တဲ့ဝါလာတဲ့အခါမျိုးဆိုရင်ပေါ့နော်ဒီအစားတောက်တွေဟိုညီမြကျွေးစေခြင်းနဲ့ပြီးတော့ဒီကာဗွန်ဟိုက်ဒရိတ်တွေကိုလည်း short ကျွေးစေခြင်းနဲ့ပြီးရင်ဒီခွေးလေးတွေကိုဆိုရင်လည်းကျွန်တော်တရက်ကိုကျွန်တော်တို့နိုင်ဝက်ခန့်တော့အနည်းဆုံးပေါ့နော်ဆိုတော့လမ်းလျှောက်ထွက်ပေးတင်တယ်ပြီးရင်ကြောင်လေးတွေကိုဆိုရင်လည်းဒီအယုတ်လေးနဲ့ပေးစောတာဒီစိတ်ဖိစီးမှုကောင်းတဲ့ပတ်ဝန်းကျင်တွေဖန်တီးပြရမျိုးတွေပြုလုပ်ပေးတင်တယ်ပြီးတော့ဒီပုံမှန်ကျန်းမာရေးစစ်ဆေးပေးတာတွေအပြင်စီးရွက်ဆေးတွေကိုမိမိတဘောအလျောက်ဒီတိုက်ကျွေးခြင်းကိုလည်းကျွန်တော်ရှောင်ကျဉ်တင်ပါတယ်ဒီလိုနည်းနဲ့ပဲစီးရွက်ယောဂကိုကျွန်တော်လောင်းတန်းကာကွယ်နိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဒီအဝါလုံးနဲ့ပေါ့နော်ကြောင်လေးတွေမှာဒီစီးကျိုယောဂဖြစ်နိုင်တယ်ဆိုတာဟုတ်ပါလားဆရာနောက်ပြီးတော့ပေါ့နော်ဒီဘယ်လောက်ထိဝိုင်းရောအနည်းရရှိနိုင်ပါလဲဆရာဟုတ်ကဲ့ပါဆိုတော့ဒီကြောင်လေးတွေမှာဒီအထူးသဖြင့်ပေါ့နော်ဒီ indoor cat လေးတွေကလှုပ်ရှားမှုနည်းတာကြောင့်မို့လို့ဒီအဝါလွန်တာတွေဖြစ်တတ်တယ်ဆိုတော့အဝါလွန်ရင်ဒီ body condition score ကတော့ကျွန်တော်7 to 9ပေါ့နော်အဲ့ထက်ကိုပိုများနေမယ်ဆိုရင်တော့ဒီစီးကျိုယောဂရဲ့ risk zone တွေကိုရောက်နေတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာနောက်ဆုံးချက်အနေနဲ့ပေါ့နော်ဒီစီးကျိုယောဂဖြစ်တဲ့ခွေးလေးရဲ့ကြောင်လေးကိုပေါ့နော်တက်တန်းစီနေနိုင်အောင်လို့ကျွန်တော်တို့ဘယ်လိုမျိုးထိန်းချုပ်ဖို့လိုအပ်ပါသလဲဆရာဟုတ်ကဲ့ကျွန်တော်ပြောခဲ့သလိုပဲဒီစီးကျိုဖြစ်တဲ့ခွေးလေးတွေကြောင်လေးတွေကိုဒီဆရာဝန်ညွှန်ကြားချက်အတိုင်း blood glucose level ပုံမှန်တိုင်းပေးရမယ်ဒီ insulin ကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတိတိကျကျထိုးပေးရမယ်အစားအသောက်ကိုတေချာကူးဆိုင်ကျွေးရမယ်ပြီးအစားအသောက်ကိုဒီညီမြောက်အောင်လည်းကျွေးဖို့လိုအပ်တယ်နောက်တစ်ချက်အနေနဲ့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးရတဲ့အပြင်ကိုဒီဆရာဝန်နဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်းအပြင်တက်တန်းစေးနေထိုင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခုလိုပေါ့နော်ပြည့်ပြည့်စုံစုံဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာလိမ့်ဆန်လေးနဲ့ပတ်သက်တဲ့ကျမရေးရစရာဗဟုသုတတွေကိုကျွန်တော်တို့ channel ကနေပြီးတော့အမြဲတင်ဆက်ပေးနေရဖြစ်တဲ့ကြောင့်မို့လို့နောက်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ရပါတယ်ခင်ဗျာ